Hello ဒီနေ့ကတော့ဘဟုတုတအနေနဲ့ပေါ့နော်ကြောက်ကတ်သမားတွေအတွက်အရေးကြီးတဲ့အရွက်တစ်မျိုးအကြောင်းပြောပြမယ်နော်လုံးဝအထင်သေးလို့မရတဲ့အရာဒါမဲ့ဒီတိုင်းကြည့်လို့ရှိရင်ကတော့ဘာမှဖြစ်မြောက်မဲ့အရွက်မျိုးမဟုတ်ဘူးဒါပေမဲ့ဒီတော့တမားတွေနဲ့ဆိုင်ရင်လည်းအရွက်ကထဲ့ကိုထဲ့ရမယ်ထဲမှာပါတယ်ပေါ့နော်ကျမတောင်မှအရင်တော့ဆိုအနက်အသက်မကြိုက်ဘူးဒါပေမဲ့အဲ့လောက်ထိအစွမ်းထက်တယ်လို့မထင်ထားလို့ဝေမျှပေးတာပေါ့နော်ကြောက်ကတ်သမားတွေထဲဆိုတော့ကိုရိုင်းနိုင်ကကြောက်ကတ်ဖြစ်တာမဟုတ်ဘူးကျမအမကကြောက်ကတ်ဖြစ်တယ်နော်တချို့ဆိုကြောက်ကတ်သမားတွေဖြုံတီးကကောင်းပါတယ်ကျမတို့တောင်ပေါ်ဒေတာဆိုရင်ဖြုံတီးကရာတီစားပဲဖြုံတီးပေါ်တဲ့ချိန်ဆိုရင်ဖြုံတီးကိုစားကြတယ်ပေါ့နော်ရာတီတဝက်လေလာရင်တဝက်အဲ့လိုစားတာပေါ့နော်ဖြုံတီးပေါ်တဲ့ချိန်ဖြုံတီးစားတယ်တခြားဘာညာပေါ်တဲ့ချိန်အတိနံတောင်ပေါ်ဒေတာတွေအဲ့လိုစားတဲ့ခါကျတော့ကြောက်ကတ်အတွက်အထူးတလေစားပေးစရာမလိုဘူးမြေပြန့်ဒေတာမှာကတော့ဖြုံတီးတစ်နှစ်ကိုတစ်ခါစားမိဖို့ဆိုရင်ကြောက်ဖြုံတီးကိုပြောရနော်တစ်နှစ်တစ်ခါစားရဖို့ဆိုတာကကြိုက်တဲ့လူမှစားတယ်မကြိုက်တဲ့လူဆိုလုံးဝမစားဘူးအဲ့လိုတွေရှိတော့ခါကျတော့လေပြောမယ်ဆိုမစားဖြစ်တာပေါ့နော်တောင်ပေါ်ဒေတာတွေဆိုစားဖြစ်တယ်အခုပြောချင်တာကအရေးကြီးတာပါလဲဆိုရင်ကြောက်ကတ်ကိုယ့်ရဲ့အမားကအဲ့လိုဖြစ်တယ်တော်တော်လေးကိုပျက်စီးသွားတယ်ပေါ့နော်အစားတုံးကရင်သူကဖြစ်နေတာဂယုမဆိုင်တာပေတာလေးပါတယ်ပေါ့နော်ပေတာလေးပါတယ်ဂယုမဆိုင်တာလေးပါတယ်အထူးတစ်ဖြစ်ဒညင်းတီအရန်ကြိုက်တယ်တအားကြိုက်တာကြိုက်တဲ့ခါမျိုးတွေရောဒညင်းတီဘာညာဒီကိုရီးယားအစားပေါ့နော်အကင်ဘာညာသူတအားကြိုက်တဲ့ထဲမှာပါတယ်သူတို့သားမိတွေကထမင်းမဲ့ဟင်းမဲ့ဒီရွယ်ရန်ဒီရိုးတရားခောက်ဆွဲရန်ခောက်ဆွဲထမင်းမချက်စားအဲ့ဒါတွေစားတာအရန်ပါတယ်အဲ့ထဲမှာကြောက်ကပစ္စည်းသွားတဲ့ခါကျတော့အရေးပေါ်အနေနဲ့တက်ရတာပေါ့နော်ဘိုက်ကြီးပူပြီးမှစီးမသွားတော့ဘူးသွေးထွက်တယ်သွေးပါတယ်အဲ့လိုမျိုးတွေပေါ့နော်အရင်ဒီ line ပေါ်မှာမြင်ရတဲ့ပုံစံတိုင်းပဲဘိုက်ကြီးပူပြီးချက်ချင်းလက်ငင်းလူမတယောက်လိုဖြစ်သွားတာကျမဆိုရင် line ပေါ်မှာမြင်နေရတော့လေအိုးသူလည်းအဲ့လိုဖြစ်သွားမှလားဆိုတော့စိတ်မကောင်းတဲ့စိတ်နေပေါ့နော်သူမတွေကိုလည်းအမေနေမကောင်းဘူးပြောစကားဆိုစကားနားထောင်ဟိုလိုမျိုးမဆိုးနဲ့ကိုယ့်ရဲ့အမေကကျမရင်မကောင်းပါညာကိုကဆုံးမပေးရတာပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာကျတော့ဘာတွေ့လဲဆိုတော့သူတို့ကလည်းအစတုန်းကအဲ့လိုမတိတဲ့အခါကျတော့အနာတခြားဆေးတခြားဖြစ်တာပေါ့နော်ထင်တာတစ်မျိုးဖြစ်တော့ကြောက်ကတ်ကြီးဆိုတော့အဲ့တော့ဒီရင်ဘက်ကနေကြောက်ကတ်ဆေးရတာပေါ့နော်ဆေးတော့ခါကျတော့အိမ်မှာအထူးအနေနဲ့လုပ်ပေးတာကတော့ဒီတရုတ်နန်ပေါ့နော်တရုတ်နန်ပြီးရင်အဲ့ဒါတွေရဲ့ပြီးရင်ဒီချီကီယုံပေါ့နော်ဒီဆွဲတော်ရွက်အစုံပလုံပေါ့နော်ကြောက်ကတ်နဲ့ပစ္စည်းပြီးကောင်းတဲ့ဟာတွေအကုန်လုတ်ပေးတယ်တောက်တယ်ဒါပဲရေစားတဲ့ချိန်မှာအုံးရေတောက်တယ်အဲ့လိုမျိုးပဲဒါနဲ့ပဲအဲ့လိုမျိုးတောက်ရင်းနဲ့အခုဆိုရင်အမောလဲခံနိုင်တယ်စီးလဲပုံမှန်သွားတယ်တပတ်ကိုစီး2ကြိမ်ဆေးရတဲ့ဟာတွေဆိုရင်တပတ်မှ1ကြိမ်အခုဆိုကြောက်ကတ်သွားဆေးဆရာလည်းမလိုတော့ဘူး2ကြိမ်ကနေ1ကြိမ်အဲ့လိုရောသွားအခုဆေးရုံကတော့မှအရန်ကောင်းလို့တဲ့ဆေးကူအားကောင်း